လောကကြီးကထွက်ခွာခြင်းဘာလို့ရမလဲနံပါတ်1ဘယ်ခေတ်ဘယ်ခါကပဲဖြစ်ဖြစ်အခုပြောတဲ့ပြဿနာမျိုးစုံတဲ့လောကအန္တရာယ်မျိုးစုံနေတဲ့လောကဒီလောကကြီးကထွက်ခွာခြင်းထွက်ဖို့လမ်းပေါက်ကတော့ရှိကိုရှိရ exit ဆိုနော်ဒါတခုရှိကိုရှိရလောကကြီးကလွတ်မြောက်ဖို့ထွက်ပေါက်ဆိုတာရှိရမယ်အဲ့တော့လောကကြီးကထွက်ခွာခြင်းပြီဆိုရင်နံပါတ်1ကဘာလို့ဆိုရင်လောကကြီးရဲ့စိတ်ပြည့်စရာကောင်းဖို့ညီငွေ့ပုံတွေကိုသိရမယ်လောကကြီးကိုစိတ်မပြတ်သေးသမျှလောကထွက်ဖို့ဘယ်သူမှမကြိုးစားဘူးနိုင်ငံတနိုင်ငံဟာပြဿနာတွေဖြစ်ပြီးတော့ရှုပ်ထွေးပွေလိဆင်းရဲဒုက္ခတွေအလီလီဖြစ်နေတဲ့လောကကြီးနိုင်ငံတနိုင်ငံကထိုနိုင်ငံမှာနေတဲ့လူတွေထွက်ခွာဖို့ကြိုးစားကြတယ်ဧရိယာတစ်ခုဟာငြိမ်းချမ်းမှုမရှိဘူးဆိုရင်အဲ့ဒီငြိမ်းချမ်းရေးမရှိတဲ့ဒေသကနေလူတွေကထွက်ခွာဖို့ကြိုးစားကြတယ်ဘာကြောင့်ထွက်ခွာဖို့ကြိုးစားလဲဆိုရင်အဲ့ဒီဒေသရဲ့မငြိမ်းချမ်းမှုဆင်းရဲဒုက္ခကြုံရမှုတွေကိုစိတ်ပြက်ပြီးတော့ထွက်ကြတာပဲမှန်အဲ့တော့လောကကြီးကထွက်ခွာခြင်းလောကကြီးရဲ့စိတ်ပြက်စရာတွေကိုသိဖို့အရေးကြီးတယ်ပေါ့နံပါတ်1လောကကြီးကိုစိတ်ပြက်လာမှလောကကြီးကထွက်ဖို့ကြိုးစားမှာတမန်အပြင်တော့ဘုရားဘာသာဝင်နေရဣဒံမိပုံညာနိဗ္ဗာန်တပစ္စယောဟောတုဆိုပြီးတော့နိဗ္ဗာန်ကိုဆုတောင်းရတယ်အများစုကတော့ဆိုစဉ်အနေနဲ့ဆိုလိုက်တဲ့သဘောရှိတယ်တကယ်ကိုနိဗ္ဗာန်ကိုလိုချင်တဲ့စိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်ကနေကောင်းနေလိမ့်မယ်ဘာလို့နဲတာတော့ဆိုလောကရဲ့အပြစ်မြင်မှမမြင်တာအစဉ်ပြေးနေတာဟုတ်သူကအစဉ်ပြေးနေတဲ့နေရဘယ်တော့မှမထွက်ဘူးသူကတက်တလုံးနေမှာပဲအဲ့ဒီမှာအစဉ်မပြေဘူးဆိုမှထွက်ဖို့စဉ်းစားမှလေသူကအဲ့တော့လောကကြီးရဲ့အစဉ်မပြေတာတွေကိုသိရှိနားလည်ဖို့ကပထမကြိုးစားတယ်လောကကြီးရဲ့အစဉ်မပြေမှုကိုသိရှိနားလည်တဲ့ဉာဏ်ကိုဘာဉာဏ်လို့ခေါ်တော့ဆိုရင်ဝိပဿနာဉာဏ်လို့ခေါ်တာပဲရှင်းရှင်းလေးပြောလို့ရှိရင်လောကကြီးရဲ့အပြစ်ကိုမြင်တဲ့ဉာဏ်ကဝိပဿနာဉာဏ်ပဲကြည့်လေအကောင်းမှမဟုတ်တာသဗ္ဗေသင်္ခါရအနိစ္စလောကထဲမှာရှိတဲ့အရာတွေကဘယ်ဟာမှမမြဲဘူးဖြစ်ပြီးရင်ပျောက်သွားမှာပဲသဗ္ဗေသင်္ခါရဒုက္ခလောကကြီးထဲမှာရှိတဲ့အရာအလုံးဟာဖြစ်မှုပြမှုတွေကအမြဲတမ်းနှိမ့်ဆက်နေလို့စိတ်ပြည့်စရာကောင်းတဲ့အရာတွေသာဖြစ်တယ်ဒုက္ခသာဖြစ်တယ်စိတ်ပြည့်ဖို့ပဲရှိတာသဗ္ဗေဓမ္မအနတ္တသဘာဝတရားတွေမှန်သမျှကိုလို့ဖြစ်တာတခုမှမရှိဘူးသူ့သဘာဝအတိုင်းသူဖြစ်နေတာသာဖြစ်တယ်ငါနဲ့သက်ဆိုင်မှုမရှိဘူးလို့အဝတ္တဝတ္တနာငါရဲ့စိတ်တိုင်းညဖြစ်နေတဲ့အရာဆိုတာမရှိဘူးငါလုံနိုင်တာမရှိဘူးလူတွေဟာကောင်းတော့ကတော့ထင်ကြတယ်ငါခြေငါလက်ငါပိုင်နေငါလှုပ်လို့ရတယ်လို့အုံနောက်တစ်ခုဖြစ်သွားတယ် paralyze ဖြစ်သွားတယ်ဆိုလှုပ်မရတော့ဘူးလေကိုလုံးထမှာမဟုတ်တာလေဖြတ်သွားတယ်ဆိုရင်ဘယ်လိုလှုပ်လို့ရတော့အဲ့တော့ငကိုယ်တော့လှုပ်လို့ရတာကိုလှုပ်ချင်လို့ရတာလားဆိုမဟုတ်ဘူးလေမဖြတ်လို့ဓာတ်လေးပါးကသူကသူစွမ်းဆောင်နေတာကိုငါလှုပ်တယ်လို့ထင်နေတာနော်ခုခေတ်မှာပိုးပြီးတော့သိတာသေးတယ်အုံနောက်သွေးကြောပေါက်လို့တဲ့အုံနောက်ထဲမှာကြိတ်တွေးလို့ခွဲလိုက်ရတယ်ခြေတစ်ဖက်လက်တစ်ဖက်မလှုပ်နိုင်တော့ဘူးအဲ့လှုပ်နိုင်တာကသူ့ဘာသူ့အကြောင်းကျိုးညီညွတ်နေတာလှုပ်လို့ရတာကိုလှုပ်လို့ရတာမဟုတ်ဘူးဒါပေမဲ့ကိုလှုပ်လို့ရတယ်လို့ထင်နေတာအဲ့တော့သဘာဝတရားတစ်ခုချွတ်ရင်းသွားလို့ရှိရင်အကြောင်းကျိုးမညီညွတ်တော့ဘူးဆိုရင်ကိုယ်ဘာမှတတ်နိုင်တာမရှိဘူးနော်ကိုယ်မျက်လုံးတော့ကိုယ်ဖွင့်နိုင်တာမှမဟုတ်တာ
ကိုလို့လို့ရတာဆိုတာတခုမှမဟုတ်ဘူးဆိုတာအနတ္တသဘောတရားအရာအမှန်တမ်းထင်ရှားတယ်ပေါ့နော်အကြောင်းကျိုးညီညွတ်နေတာသူကသူဖြစ်တာအကြောင်းတစ်ခုချိုးရင်းသွားတာနဲ့တပြိုင်နက်ကိုလှုပ်ချင်တော့လဲလှုပ်လို့မရတော့အဲ့ဒါအနတ္တဆိုတာအဲ့ဒါကိုပြောတာကိုလှုပ်ချင်တိုင်းဖြစ်နေတာဟာသဘာဝတရားတွေကသူ့ဟာသူစွမ်းဆောင်နေလို့သာဖြစ်တယ်ကိုလှုပ်တာမဟုတ်ဘူးသဘာဝတရားတွေစွမ်းဆောင်မှုတစ်ခုချိုးရင်းပျက်စီးသွားတယ်ဆိုမရတော့ဆိုပါစို့ကားဆိုလို့ရှိရင်သူကသူကားရမပါတဲ့စက်ကရိယာတွေအကုန်လုံးပြည့်ပြည့်စုံစုံရှိနေမောင်းလို့ရနေတာဝါကြိုးလေးတစ်ချောင်းပြတ်နေတယ်ပြုတ်နေတယ်အရေးကြီးတဲ့နေရာကမရှိဘူးဆိုဘယ်မောင်းရတော့မှာစနှိုးလို့တော့မရကိုလို့တာမဟုတ်ဘူးဆိုတာမတမထင်ရှားတယ်ပေါ့အဲ့ဒါကိုအနတ္တလို့ပြောတာဗျာအဝတ္တဝတ္တနာကိုလို့တိုင်းဘာတစ်ခုမှမဖြစ်ဘူးအဲ့တော့လောကကြီးကကြည့်လိုက်မယ်ဆိုရင်အနိစ္စဒုက္ခအနတ္တဆိုတာနဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်စိတ်ပြည့်စရာကောင်းတယ်အဲ့ဒီစိတ်ပြည့်စရာကောင်းတဲ့လောကကြီးကထွက်ခွာခြင်းနဲ့ငြိမ်းချမ်းတဲ့နေရာကိုသွားခြင်းနဲ့ဒီလောကရဲ့အပြည့်အနာစာတွေမရှိတော့တဲ့နေရာရောက်ခြင်းနဲ့နိဗ္ဗာန်ဆိုတာအဲ့ဒီပြဿနာတွေကင်းသွားတာကိုခေါ်တာအဲ့ဒါကိုရောက်ခြင်းနဲ့ဆိုရင်ဘယ်လမ်းကြောင်းကထွက်ကြမလဲ the exit way နော် exit ဆိုတာရှိတယ်ဘယ်ပေါက်ကထွက်မလဲဆိုအဲ့ဒါကိုကျင့်စဉ်လေးကိုအကျဉ်းလေးပဲဟောထားတာရှိတယ်အဲ့ကျင့်စဉ်လေးကဘာလို့ဆိုလောကကြီးကထွက်ချင်လို့ရှိရင်နံပါတ်1အပိတ်အဆုတ်အနှောင့်အယှက်တွေကိုအရင်ရှင်းဖို့ကြိုးစားအပိတ်အဆုတ်အနှောင့်အယှက်ဆိုတာကိုတရားဓမ္မအသုံးနှုန်းနဲ့ပြောမယ်ဆိုရင်နိဝရဏတရား5ပါးနော်နိဝရဏတရား5ပါးနိဝရဏဆိုတာစိုးပိတ်တာအိတ်စစ်ကိုကွဲထားတဲ့ထွက်ပေါက်ကိုပိတ်ဆို့ထားတဲ့အပိတ်အဆို့တွေကိုရင်ဖောက်ရမယ်အဲ့ဒါတွေကိုရင်ဖယ်ရမယ်လို့ပြောတာအဲ့တော့ဘုရားဘာသာဝင်တွေကြောက်သိပူကြတာတွေများလိမ့်မယ်နိဝရဏဆိုတာပိတ်ဆို့ထားတာအပိတ်အဆို့ကြီးအဲ့တော့ချုံနှုံထားတဲ့နေရာကထွက်ချင်ဘယ်နေရာပိတ်ထားတော့အဲ့ပိတ်တဲ့နေရာဖွင့်ဖို့ကြိုးစားရတာပဲတော့လောကကြီးကထွက်ခွာခြင်းလောကကြီးကိုဘယ်နာပိတ်ထားတာတော့ဆိုတော့အဲ့ဒီအပိတ်ဆိုကဘာလဲဆိုလို့ရှိရင်နိဝရဏတရား5ပါးပဲနိဝရဏတရား5ပါးကနံပါတ်1ကလူချင်းစရာအာယုန်နဲ့ပတ်သက်ပြီးတော့လူချင်းနေတဲ့တဏှာဆန္ဒကာမိဆန္ဒကာမဆိုတာလူချင်းစရာအာယုန်တွေကိုဆန္ဒကလူချင်းနေတဲ့လောဘဒီနေရာမှာဟိုရိုးရိုးဆန္ဒကိုပြောတာမဟုတ်ဘူးဆန္ဒကြီးကကြံသမျှဖြည်းစည်းတယ်ဆိုဆန္ဒကိုပြောတာမဟုတ်ဘူးဒီဆန္ဒကတဏှာကိုပြောတာနော်လူချင်းစရာအာယုန်နဲ့ပတ်သက်ပြီးတော့လူချင်းနေတဲ့တဏှာအဲ့ဒါကတင့်အတွက်အပိတ်ဆို့တစ်ခုဖြစ်နေတယ်အဲ့ဒါဖယ်ရမယ်လူချင်းနာမရရင်သူဆိုတာဘာဖြစ်တယ်ဒေါသဖြစ်တယ်အဲ့ဒီဒေါသဟာလည်းအပိတ်ဆို့တစ်ခုဖြစ်တယ်အဲ့တော့ကာမိဆန္ဒဆိုတဲ့လောဘသည်အပိတ်ဆို့တစ်ခုပြီးရင်တို့ကျင်နာမရလို့ဖြစ်ပေါ်လာတဲ့ဖြာပါဒဆိုတဲ့စိတ်မကြည်မလင်စိတ်ပျက်စီးနေမှုကလည်းပဲအပိတ်ဆို့တစ်ခုပဲနောက်တစ်ခုကကောင်းတာလုပ်ဖို့စိတ်အားထက်သန်မှုမရှိတဲ့ဌိနမိတ်တာကလည်းအပိတ်ဆို့တစ်ခုပဲစိတ်မတည်ငြိမ်မှုစိတ်သောကရှောင်မှုဆိုတဲ့စိတ်မတည်ငြိမ်မှုစိတ်ထဲမှာမကြည်မနက်
နောင်တရနေမှုပူပန်နေမှုဆိုတဲ့ဥဒိစ္စကုက္ကုစလည်းအပိတ်ဆိုတစ်ခုပဲဖြစ်မှဖြစ်ပါမလားဒီလမ်းကြောင်းကသွားလို့ရမှရပါမလားလို့ဆိုရင်စဝေဇဝဖြစ်နေတဲ့တန်တရားဖြစ်မှုကလည်းပဲအပိတ်ဆိုတစ်ခုပဲနော်ကာမဂုဏ်အာယုန်တွေကိုလိုချင်နေတဲ့လောဘမုန်းတိရွံ့ရှာတဲ့ဒေါသကောင်းတဲ့အလုပ်တွေပေါ်မှာစိတ်အားတက်တာမှုမရှိတဲ့ဌိနမိတ်တာစိတ်ကိုစူးစိလို့မရအောင်လွင့်ပြန်နေတဲ့ဥဒိစ္စနဲ့နောင်တပူပန်မှုကုက္ကုစဖြစ်မှဖြစ်ပါမလားမှန်မှဟုတ်ပါမလားလို့ဆိုတဲ့တန်တရားကြီးဖြစ်နေမှုဝိသိကိစ္စဝိသိကိစ္စဆိုတာအသိပညာအားနည်းသွားတာကိုပြောတာနော်တန်တရားဆိုတာခေါင်းကုတ်ချင်နိုင်ကုတ်အဖြေမထုံးနိုင်တာအဲ့ဒါဝိသိကိစ္စပဲသူကဘာလို့လို့ဆိုဝိသိကိစ္စရဲ့စကားလုံးရဲ့အဓိပ္ပာယ်ကိုဖော်ပြတဲ့အခါမှာဝိသိနန္တတကိစ္စစဉ်းစားလိုက်တိုင်းခေါင်းရှုပ်သွားတာစဉ်းစားလိုက်ရင်ဖြေမထုံးနိုင်လို့ခေါင်းရှုပ်သွားတာကိုဝိသိကိစ္စလို့ခေါ်တယ်သို့တော့အများကတော့တန်တရားလို့တန်တရားဆိုတာခြေလုံးချတော့ဖြစ်နေတာလေအဖြေမထုံးနိုင်တာပဲတူတူပဲအဲ့တော့ဝိသိကိစ္စကိုဖယ်နိုင်တာကပညာဖြစ်တယ်အဲ့တော့အသိပညာအားနည်းနေသမျှခေါင်းကုတ်စဉ်းစားလို့အဖြေမထုံးနိုင်တာဝိသိကိစ္စပဲဝိသိနန္တတကိစ္စတေးသေးချာချာအလေးနဲ့စဉ်းစားလေလေအဖြေမထွက်လေလေဖြစ်လာတယ်ပင်ပန်းလာတယ်ဆင်းရဲလာတယ်အဲ့ဒါဝိသိကိစ္စလို့ခေါ်တယ်လူတွေကအတွေးတွေများတာဝိသိကိစ္စများတယ်လို့ပြောနေကြတာအဲ့ဒါလွဲမှားပြီးတော့ပြောတာဝိသိကိစ္စဆိုတာရှုံမတန်တရားသို့မဟုတ်အဖြေထုတ်ဖို့ကြိုးစားတိုင်းစိတ်ပင်ပန်းမှုဖြစ်စေတဲ့တရားအသိဉာဏ်စွမ်းအားရောကြနေမှုပဲဒါတော့တွေ့ကြည့်လိုက်တဲ့အခါကျတော့ဒီ၅ခုကိုရင်ဖယ်ရှားဖို့လိုအပ်တယ်အဲ့ဒါဟာလောကကြီးကထွက်ဖို့အတွက်အပိတ်ဆို့တွေဖြစ်နေတယ်အဲ့ဒီအပိတ်ဆို့တွေကိုရှင်းလိုက်ပါဘာနဲ့ရှင်းရမှာတော့သမာဓိနဲ့ရှင်းရမှာနော်အာယုန်တစ်ခုပေါ်မှာခြေဆိုင်ပြီးတော့စိတ်တည်ငြိမ်မှုရအောင်ကြိုးစားအထောက်လိုက်တာသမာဓိတည်ငြိမ်စွာထားနိုင်သွားလို့ရှိရင်တို့ကျင်တာလည်းမလာဘူးမုန်းတိတာလည်းမလာတော့စိတ်တက်ပြောညံ့တာလည်းမဖြစ်တော့ဘူးလေလွင့်တာနောင်တပူဝနာတွေမဖြစ်တော့ဘူးစိတ်ပင်ပန်းတာတွေမလာတော့အဲ့ဒါရှင်းသွားတာလို့ခေါ်တယ်အဲ့ဒီနိဝရဏဆိုတဲ့အပိတ်ဆို့တရားကအသိပညာကိုရောပါအားနဲ့သွားစေတတ်တယ်စိတ်ရဲ့အညစ်အကြေးဖြစ်တယ်ဒါကြောင့်သူတို့ကိုအရင်ရှင်းတန်တရားကထွက်ပေါ်ရခြင်းလို့ရှိရင်ဒီနိဝရဏတရား၅ပါးကိုအရင်ရှင်းမှလို့ပြောတာဘာနဲ့ရှင်းရမလဲသမထကျင့်စဉ်တစ်ခုကျင့်ပြီးရှင်းဒါပြင်ထွက်ပေါ်ရပါလားဆိုမရသေးဘူးဆက်လို့အောင်မယ်ထွက်ပေါ်ကိုတွေးဖို့အတွက်တတိရှိဖို့လိုအပ်တယ်တတိနဲ့အာယုန်နဲ့စိတ်နဲ့အမြဲတမ်းတွဲနေဖို့လိုတယ်အဲ့ဒီအမြဲတမ်းတွေးနေရမယ့်အာယုန်ကပါတယ်တုံးဆိုရင်တတိပဋ္ဌာန်တရား၄ပါးကာယဝေဒနာစိတ်ဓမ္မဆိုလိုတာတော့တတိထားရမယ့်ဟာတွေကပေါင်းလိုက်မယ်ဆိုရင်ဒီယုံနဲ့နှစ်ခုပေါ်ပဲတတိထားခိုင်းတာပါပဲနော်ကာယကိုယ့်ရဲ့အတွင်းအစ္ဆဒကာယဗိဒကာယအဲ့ဒီကာယပေါ်မှာစိတ်အနေထားကိုသိနေဖို့တတိထားဖို့ကြိုးစားနေရမယ်ဒါကိုတတိလွတ်လိုက်တာနဲ့တပြိုင်နက်ဣတုရှင်းဖြစ်သွားမယ်လေဒါကြောင့်မို့ကာယရှုခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့တတိရှိနေရမယ်စိတ်ခံစားခြင်းနဲ့ပတ်သက်ပြီးတတိရှိနေရမယ်ဝေဒနာကိုယ်စိတ်အခြေအနေနဲ့ပတ်သက်ပြီးတတိရှိနေရမယ်
ကြံတဲ့သဘာဝတရားတွေနဲ့ပတ်သက်ပြီးသိရှိနေရမယ်ကာယဝေဒနာစိတ်ဓမ္မအဲ့ဒီတတိပဋ္ဌာန်တတိရဲ့အာယုန်၄ရပ်ပေါ်မှာတတိကိုခိုင်ခိုင်မာမာအခြေစိုက်ထားပါအဲ့ဒီကလွယ်ပြီးကျန်တာတွေကိုအာယုန်မဆိုင်နဲ့အဲ့ဒီ၄ခုတရားတစ်ခုကိုအာယုန်ဆိုင်ပါ၄ခုစလုံးစိုက်ခိုင်တာမဟုတ်ဘူးအဲ့ဒီ၄ခုတည်းထွက်မသွားဖို့အရေးကြီးတယ်အဲ့ပေါ်မှာအာယုန်စိုက်ထားပါအဲ့ဒီအာယုန်စိုက်ပြီးတော့အာယုန်စိုက်ုံနဲ့ရပါလားလို့ဆိုမရသေးဘူးအရေးကြီးတာကအသိပညာတိုးပေါအောင်လုပ်ရမှာအဲ့ဒါကြောင့်မို့အဲ့ဒီအာယုန်၄ရပ်ပေါ်မှာစိတ်ဆိုင်ပြီးတော့ဖို့စဉ်9ပါးအသိဉာဏ်ရဲ့စွမ်းဆောင်မှုကိုပေးနိုင်တဲ့တရား9ပါးကိုကိုယ့်ရင်ထဲမှာဖြစ်အောင်အခိုင်အမာတိုးတက်လာအောင်ကြိုးစားပါအဲ့တော့ကြိုးစားရဲဆိုဘယ်လိုလုပ်ရမှာတော့ဖို့စဉ်9ပါးဆိုတာအလုံးသိတဲ့အတိုင်းတတိတံဖို့စဉ်ကတတိရှိနေရမယ်တတိဥဒ္ဒ၄ပါးပေါ်မှာတတိစိုက်ထားပြီးတဲ့အခါမှာဒီတတိကဘာတတိတုံးဆိုရင်ဖို့စဉ်9ပါးမှာပါတယ်တတိကြတော့ဝိပဿနာတတိဝိပဿနာတတိကနေပြီးတော့မတ္တတိဖို့တတိအဲ့ဒီအောင်ရောက်အောင်ကြိုးစားရမယ်လို့ဆိုတော့အဲ့တော့ဝိပဿနာတတိကဘာကိုအာယုံပြုနေတာတော့ဆိုတော့ယုံနဲ့နံကိုအာယုံပြုတာပဲရှုံးနဲ့နံကိုအာယုံပြုပြီးတော့မမြဲတဲ့သဘောဆင်းရဲတဲ့သဘောအဲ့ဒါတွေကိုသိနေတဲ့တတိအဲ့ဒီတတိကဘယ်လောက်ထိအောင်လုပ်ရမလဲလို့ဆိုရင်ကိရိတာတွေကိုစွန့်ခွာပြီးတော့နိဗ္ဗာန်နဲ့ထီအောင်တွန်းပို့နိုင်လောက်အောင်စွန့်ရင်တတိပြည့်စုံသည့်အထိကြိုးစားရမယ်လို့ပြောတယ်။ဖို့စဉ်9ပါးပွားတာတစ်ဖက်ကကိရိတာတွေကိုဖယ်ရှားပြီးတော့တစ်ဖက်ကနိဗ္ဗာန်နဲ့ကိုပို့ပေးနိုင်တယ်စွန့်ရင်တတိအဲ့ဒါကိုဝတ္တကပရိနာမိန်လို့သုံးတာဝတ္တကဆိုတာတစ်ခုကိုစွန့်တယ်တစ်ခုတည်းကိုတစ်ခုကိုစွန့်ပြီးတစ်ခုကိုရယူတယ်ဆိုလိုတာကကိရိတာကိုစွန့်ပြီးတော့နိဗ္ဗာန်ကိုရယူတယ်အဲ့ဒီလိုစွန့်ဆောင်နိုင်လောက်အောင်ရင့်ကျက်သည့်ထီအောင်ပွားပါလို့ပြောတာတမ္မန်တတိလေးနဲ့တော့မရဘူးလို့ပြောတာနောက်တစ်ခါဓမ္မဝိသိစေယတန်ဖို့စဉ်ဆိုရှုပ်တရားနံတရားတွေနဲ့ပတ်သက်ပြီးတော့အမှန်ကန်ကိုသိတဲ့သိလာအောင်စူးစမ်းဆင်ခြင်တယ်ဒါဝိပဿနာဉာဏ်အစဉ်စဉ်ကိုပြောတာပဲဓမ္မဝိစေယဆိုဝိရိယမယမနိကြိုးစားအထောက်မှုဝိပဿနာနဲ့ပတ်သက်တဲ့ဝိရိယပိဋိဒီတရားတွေပေါ်မှာစိတ်နှစ်ချိုက်နေမှုရှိရမယ်စိတ်ပြည့်ညီငွေ့သွားရင်လုံးမမဟုတ်ဘူးအဲ့တော့စိတ်ကဝိပဿနာပေါ်မှာအာယုံဆိုင်ပြီးတော့နှစ်ချက်နေတဲ့ပိဋိရှိအောင်ကြိုးစားရမယ်အဲ့ဒီကနေတဆင့်တက်တဲ့အခါကျတော့လှုပ်ရှားတာတွေကိုလျှော့ချလိုက်တဲ့အခါပတ္တတိစိတ်နှလုံးကိုယ်ရောစိတ်ရောငြိမ်းချမ်းသွားတယ်တမာတိတည်ငြိမ်သွားတယ်ဥပိ္ပခာတဘာဝတရားတွေပေါ်မှာလစ်လျူရှုသွားနိုင်တယ်ချစ်ချင်းမုန်းချင်းဆိုတာမရှိတော့ဘဲနဲ့လုံးဝတည်ငြိမ်သွားတဲ့အဆင့်အဲ့တော့ဘုဇင်9ပါးဘုဇင်9ပါးထဲမှာတတိကနေအလုံးကိုထိန်းချုပ်ပေးပြီးတော့လှုပ်ရှားတဲ့ဘုဇင်က3ခုတည်ငြိမ်တဲ့ဘုဇင်က3ခုအလုံးတတိဆိုတဲ့ချိန်ခွင်ညကနေညှိပေးပြီးတော့လှုပ်ရှားမှုများရင်လည်းမရဘူးတည်ငြိမ်မှုများရင်လည်းမရဘူးအဲ့ဒီလှုပ်ရှားမှုနဲ့တည်ငြိမ်မှုဟန်ချက်ညီသွားအောင်ထိပြီးတော့ဘုဇင်9ပါးပွားရမယ်လို့ပြောတာနော်လှုပ်ရှားတဲ့ဘုဇင်ကဘာတော့ဓမ္မဝိဇ္ဇယဝိရိယပိဋိဒါတွေကကြိုးစားအထုတ်နေတော့လှုပ်ရှားနေတာသူအဲ့ဒီလှုပ်ရှားမှုတွေများရင်လည်းချိန်သားမကြိုက်တတ်ဘူးဒါကြောင့်မို့ပတ္တတိတမာတိဥပိ္ပခာဆိုတဲ့တည်ငြိမ်တဲ့ဘုဇင်တွေမျှအောင်လုပ်ပေးရမယ်ပေါင်းဆက်ပေးရမယ်အဲ့တော့တည်ငြိမ်လုံးအားကြီးသွားလို့ရှိရင်လည်းလူက
တစ်ဖက်လဲသွားအလုံးမဖြစ်တော့အဲ့ဒါကြောင့်ဒီနှစ်ခုစလုံးကိုညီမျှအောင်ထိန်းညှိပေးရမယ်အဲ့ဒီနှစ်အုပ်စုပေါ့သုံးမျိုးနှစ်အုပ်စုကိုတည်ငြိမ်အောင်ထိန်းညှိပေးတာဘယ်သူကနေထိန်းညှိပေးတာတော့ဆိုတတိတမ္မောဇဉ်ကထိန်းညှိပေးသွားတယ်အဲ့ဒီလိုဘုဇင်9ပါးပွားလိုက်တာနဲ့တကြိုင်နဲ့လောကကြီးကထွက်ပေါက်ကိုရသွားမယ်လို့အဲ့သုတ္တမှာဒီလိုဟောထားတာနော်အဲ့တော့ပြန်ပြောမယ်ဆိုချက်၃ချက်ပဲရှိတယ်လောကကြီးကထွက်ခွာခြင်းလို့ရှိရင်နံပါတ်1နိဝရဏကိုဖယ်ရှားတတိပဋ္ဌာန်အာယုန်၄ပေါ်မှာစိတ်ဆိုင်ထားပြီးတော့ဘုဇင်9ပါးကိုပွားဒီ၃ချက်ပဲလောကကြီးကထွက်တဲ့ပုဂ္ဂိုလ်တိုင်းဟာယဟန္တာပဲဖြစ်ဖြစ်ပိစိကဗုဒ္ဓပဲဖြစ်ဖြစ်ဖရာပဲဖြစ်ဖြစ်ဒီလမ်းကြောင်းထွက်တာအာတုံဟာဒီလမ်းကြောင်းထွက်တာကြီးနောင်ထွက်မဲ့ပုဂ္ဂိုလ်တွေလည်းဒီလမ်းကြောင်းကပဲထွက်မှာပဲအခုထွက်နေတဲ့ပုဂ္ဂိုလ်တွေလည်းဒီလမ်းကြောင်းကပဲထွက်တယ်ဒါဧကယေနောတခုတည်းသောလမ်းကြောင်းဖြစ်တယ်လို့ဒါကလောကကထွက်ခွာခြင်းအဲ့တော့လောကတွင်မှနေထိုင်ခြင်းနဲ့လောကမှာထွက်ခွာခြင်းဆိုတာမြတ်စွာဘုရားကတိတိကျကျဒေသနာတော်မှာဟောပြောထားတာဖြစ်ပါတယ်